One Friday Fight တရားလေးရည်လေးသုံးပြန်ကွင်းရခေါင်ပွဲမှာထိုးစားကြတဲ့ဘရိုနီကာနဲ့အစ္စရေးသူရှီယာကိုဟင်တို့ရဲ့ပွဲစဉ်ကတော့အငင်းပွားဝယ်ဆုံးဖြတ်ချက်တွေနဲ့အတူမြန်မာဖိုက်တာဘရိုနီကာကပဲအနိုင်ရရှိသွားပါတယ်။ဒီပွဲဆုံးဖြတ်ချက်အပေါ်မှာတော့ FedEx ချင်းပိုင်ရှင်ကိုယ်တိုင်အံ့ဩခဲ့ရပြီးခုထိမယုံကြည်နိုင်သေးကြောင်းဖြစ်နိုင်ရင်မကြေကွဲပေသည့်ပေးစေခြင်းကြောင့်သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာပွဲအပြီးတင်ထားခဲ့တာပါ။တချို့ပရိသတ်တွေကတော့ရှီယာကိုဟင်ဟာအစ္စရေးသူဖြစ်လို့ One Championship လို့ Saudi ကနေအဓိကငွေကြေးစီးဆင်းတဲ့ promotion ချစ်နေလို့လက်ရည်တာနေပါရှက်နဲ့ဒိုင်တို့ရဲ့မျက်နှာသာပေးခြင်းမခံရလို့အရှုံးပေးခဲ့ရတာလို့ဝေဖန်မှုတွေလည်းရှိနေခဲ့တာပါ။ယုံတဲ့ကိုသူ့ပုံစံအတိုင်းအပြုံးလှလှနဲ့ဝင်လာခဲ့တဲ့ Israel Fighter ရှီယာကိုဟင်ကိုပြိုင်ဘက်အဖွင့်ရင်ဆိုင်မဲ့ Kayan Fighter Bro ရဲ့ယုံအဝင်လမ်းပုံရိပ်ကအပြုံးအယေကင်းမဲ့ခဲ့တယ်။ပထမအချီစတာနဲ့ပေါ်ပါတဲ့ခြေရွှေ့အပြောင်းတွေကိုရှေ့ကင်းပဲခတ်ချေလက်သီးတွဲလုံးတွေနဲ့ရောထားတဲ့ကိုဟင်ရဲ့တိုက်စစ်ကမြန်မာဖိုက်တာကိုအကွာဝေးချင်ရခက်အောင်အစာပြိုးပေးထားတယ်။ဂျိုးပိုင်းလက်ကစားတဲ့ Israel Fighter ရဲ့လက်သီးထွက်နှုံးကအယမ်းမှန်အကြောင်းရှေ့ဒိုလိုက်ပြီးဟိုစူးစားတဲ့ဘရောတလုံးမထုတ်ခင်ထွက်လန်းရင်ကြည့်ရလို့စိတ်တိုင်းကြတက်ကွက်တီမီယာဖီနီခဲ့တယ်။ကိုဟင်ကသူ့ပုံစံအတိုင်းခတ်တွတ်လှုပ်ရှားပြီးဘရောဝင်လာတိုင်းတံပြန်လက်သီးတွဲလုံးအရှိတွေထုတ်လို့ထိချက်တွေရှိလာသလိုမြန်မာဖိုက်တာကလက်သီးထွက်နှုံးထဲပါဝါကြီးထိကျလက်သီးတွေအချိန်ကိုက်စောင့်ထိုးဖို့စူးစမ်းလာတယ်။ဒါပေမဲ့ဒုတိယအချီ10မိနစ်ကျော်မှာတွက်လွန်းတဲ့ကိုဟင်ကိုရှေ့တိုးလိုက်မမိလိုက်ထင်နေတဲ့မြန်မာဖိုက်တာတက်လုံရော့လာပြီးအပူးချုပ်တွေမှာပျော့လာသလိုဂျိုးဝိုင်းတိုင်လူခွေ့ချိန်မှာလည်းလက်တင်ပြီးအခိုကတ်လို့တာတွေကတိတာလာတယ်။ဒါကိုဟင်ကလည်းတီးပြီးဂျိုးဝိုင်းလက်ကစားတော့ပဲဖိုက်တာလှုပ်လာတယ်။နောက်ဆုံးအချီမှာဘရောအားပြော့လာတာပိုတီးတာလာသလိုလိုက်ဖိနေတဲ့ကိုဟင်လည်းမျက်နှာရီအယောင်ပြောင်းလာပြီးမြဲဘသူမှမကြသွားလို့အမှတ်ပေးဆုံးဖြတ်တာမှာတော့ပွဲကိုမစိုးမိုးနိုင်ရတဲ့ဘရောကိုဒိုင်3ဦးအနက်က2ဦးကအနိုင်ပေးခဲ့တာကြောင့်အငင်းပွားစရာရလဒ်ဖြစ်ခဲ့တယ်လို့ကောက်ချက်ချမိပါတယ်